တိတ်ချုပ်လိုက်တာများအားလုံးမင်္ဂလာပါကျွန်တော်ခုအိမ်ကမိမ့်မသိရင်ဆိုရင်ချင်းလေးတခုကျွန်တော်ဆိုပြချင်ပါတယ်ခုခေတ်အဖြစ်ပြက်တွေမြင်တွေ့နေရတဲ့လေးကိုကျွန်တော်ရေးစားထားတာပါအတန်းနာနေပေမဲ့ဆိုပြချင်လို့ပါဒီခန္ဓာစီပေးပါလို့ပြောချင်ပါတယ်ချောလာသူရဲ့အသေးချင်းဆိုရင်အတော်กว่าတဲ့မင်းနဲ့ငါကြာရင်ခက်မယ်မလွန်ခင်မလေးအတီးစိမ့်နဲ့နောက်ဆုံးရင်ကောင်းမယ်မင်းဘဝဟာလေးလူလာဖြူစင်နဲ့ငါမာတော့အိမ်ထောင်တဲ့ကြီးနဲ့တီးနဲ့မိုက်နေရင်တော့အိမ်ကမိမ့်မတည်ခဲ့မယ်ဘယ်နေရာကိုလာပါဘယ်နာဆောင်နေတယ်မင်းချင်းပြီးခေါ်ရင်ငါလေးလာခဲ့တယ်လွယ်ဆိုမင်းပြောတာဆိုစကားတွေငါလေးသားရမိခဲ့ပြီမဲ့လေတနေ့တစ်ချိန်မှာဘာတွေဖြစ်လာမလဲမာရာတော့နေအောင်လုံးမဲ့နောက်မဆုတ်ပဲရှေ့ကိုဆက်တူရင်အိမ်ကမိမ့်မတည်ရင်ကြွိုင်တဲ့မယ်စိတ်ကိုအလိုလိုက်ရင်အပြစ်ပြောကြမှာပဲစိတ်ကိုအလိုမလိုက်နဲ့နောက်ဆုံးတင်ပြီးကွယ်အဲ့ဒါမင်းနာလေအဲ့ဒါငါနာလေဆက်တူရင်အိမ်ကမိမ့်မပြဿနာရှာလိမ့်မယ်